လူဆိုတာမိဘနှစ်ပါးရဲ့တုတ်သွေးကစားပြီးတော့တရေတီးပြီးကြီးထွားလာလို့လူသားဆိုပြီးတော့ဖြစ်လာခဲ့ရတယ်မဟုတ်လားအဲ့ဒီလူသားတစ်ယောက်ဖြစ်လာတဲ့အခါမှာအဲ့ဒီလူသားအတွက်အရေးအကြီးဆုံးဖြစ်ဖို့ရာကိုပြောပါဆိုရင်မြင့်မြတ်တဲ့လူဖြစ်ဖို့နဲ့ယုံညံ့တဲ့လူမဖြစ်ဖို့ဟာအရေးကြီးဆုံးလို့ဆိုရမယ်မြင့်မြတ်တဲ့လူဖြစ်ဖို့နဲ့ယုံညံ့တဲ့သူမဖြစ်ဖို့ဟာစီးပွားဥစ္စာတွေချမ်းသာဖို့ထက်လည်းအရေးကြီးတယ်ပညာတွေတတ်ဖို့ထက်လည်းအရေးကြီးတယ်ဘွဲတွေဂုဏ်တွေအာဏာတွေပါဝါတွေရှိဖို့ထက်လည်းအရေးကြီးတာပဲလူတစ်ယောက်အတွက်အရေးအကြီးဆုံးကိုပြောပါဆိုရင်မြင့်မြတ်တဲ့လူအဖြစ်ဖို့ပဲယုံညံ့တဲ့သူမဖြစ်ဖို့ဟာအရေးတကအရေးအကြီးဆုံးလို့ဆိုရမယ်ကောင်းပြီဘာကြောင့်မြင့်မြတ်သူယုံညံ့သူဆိုတာတွေကဖြစ်တာလေသူ့အလိုလိုဖြစ်လာတာလားမဟုတ်ပါဘူးဗုဒ္ဓပြောခဲ့တဲ့စကားလေးကနာဇစ္စာဝတ္တလောဟောတိအမျိုးအနွယ်ကြောင့်လေယုံညံ့သူဖြစ်တာမဟုတ်ဘူးတဲ့နာဇစ္စာဟောတိပြမနောအမျိုးအနွယ်ကြောင့်လေမြင့်မြတ်သူဆိုတာဖြစ်တာမဟုတ်ပါဘူးတဲ့ကာမုနာဝတ္တလောဟောတိကိုလှုပ်တဲ့အလုပ်ကိုပြောတဲ့အလုပ်ကိုထားတဲ့စိတ်ကြောင့်သာယုံညံ့သူဆိုတာဖြစ်လာတာကာမုနာဟောတိပြမနောမြင့်မြတ်သူဖြစ်တယ်ဆိုတာကလည်းကိုအလုပ်ကိုပြောကိုစိတ်ထားတွေကြောင့်ပဲမြင့်မြတ်သူဆိုတာဖြစ်လာတာပါတဲ့ဒီတော့အမေမွေးလိုက်တဲ့လူကလေးကတော့လူယုံလေးမွေးလိုက်တာလည်းမဟုတ်ပါဘူးလူမြင့်မြတ်လေးမွေးလိုက်တာလည်းမဟုတ်ပါဘူးအမေကတော့လူလေးပဲမွေးလိုက်တာပါအဲ့ဒီမွေးလိုက်တဲ့ကလေးလေးကိုလူကောင်းလေးလူဆိုးလေးလို့ပြောမရနိုင်ပါဘူးအဲ့ဒီကလေးလေးကြီးပြင်းလာတဲ့အခါမိဘတွေဝန်းကျင်တွေဆရာသမားတွေကနေပြီးတော့အမြင်အကြားတွေနဲ့သင်ယူခဲ့ရမှာသင်ယူမှုအတူယူမှုအမှားအမှန်တွေစိတ်ထဲမှာလက်ခံနှလုံးသွင်းမှုအမှားအမှန်တွေကနေပြီးတော့လူဟာလောက်တာပြောတာသိမြင်တာတွေဖြစ်ပြီးတော့ရုပ်တဲ့လူမြင့်မြတ်တဲ့လူဆိုတာလေဖြစ်လာတာဖြစ်တယ်အဲ့ဒီမိဘဆရာသမားဝန်းကျင်ကသင်ယူမှုအတူယူမှုလက်ခံနှလုံးသွင်းမှုတွေကနေသူ့ရဲ့လှုပ်ဆောင်မှုကံတွေပြောဆိုမှုကံတွေသိမြင်မှုကံတွေမကောင်းရင်ကာမုနာဝတ္တလောဟောတိကာမုနာဟောတိပြမနောဆိုတဲ့အတိုင်းရုပ်တဲ့လူသားမြင့်မြတ်တဲ့လူသားလို့ကွဲသွားတာပါကိုယ့်ဘဝရဲ့အကောင်းအဆိုးတွေအယုတ်အမြတ်တွေကိုဖြစ်အောင်ဘသူတွေကခြေလဲနေတာလဲဆိုရင်ကိုလှုပ်တဲ့ကံတွေကပဲခြေလဲနေတယ်ဆိုတာသိထားရမယ်ဘလောက်ပဲမိဘတွေဆင်းရဲမိဘတွေမကောင်းကောင်းကိုယ်ကံတွေကောင်းရင်ကိုဟာလူကောင်းဖြစ်ကိုဖြစ်ပါတယ်မြင့်မြတ်တဲ့လူဖြစ်ကိုဖြစ်တယ်ဘလောက်ပဲမိဘတွေကအုပ်စဘောရုပ်ချောပညာတတ်မျိုးရိုးကောင်းတွေဖြစ်နေပါစေဘလောက်ပဲဝန်းကျင်ကောင်းကြောင်းကောင်းတွေမှာပညာတွေသင်ယူတတ်မြောက်ပါစေကိုယ်အလုပ်ကိုအပြောကိုယ်စိတ်ထားတွေကမကောင်းဘူးဆိုရင်အဲ့ဒီသူဟာလူကောင်းသူကောင်းလူမြင့်မြတ်သူမဖြစ်နိုင်ဘူးဘာသာတရားအသီးသီးတွေကလည်းလူတွေကိုလူမြင့်မြတ်သူဖြစ်ဖို့နဲ့လူယုံညံ့သူမဖြစ်ဖို့တွေကိုပဲလမ်းညွှန်ကြမှာပါလူဟာလည်းလူမြင့်မြတ်သူဖြစ်ဖို့လူယုံညံ့သူမဖြစ်ဖို့တဲ့အရေးကြီးတာဘာမှမရှိဘူးအဲ့ဒီလူမြင့်မြတ်သူဖြစ်တယ်ဆိုတာကလည်းမိမိလုပ်တဲ့မြင့်မြတ်တဲ့အလုပ်အပြောစိတ်နေစိတ်ထားတွေကြောင့်ပဲမြင့်မြတ်တဲ့လူဖြစ်တာပဲမိဘကြောင့်ဆွေမျိုးကြောင့်မျိုးရိုးကြောင့်ဘာကြောင့်ညကြောင့်မဟုတ်ပါဘူးရုပ်တဲ့လူဖြစ်တယ်ဆိုတာကလည်းမိဘကြောင့်မျိုးရိုးကြောင့်ဘာကြောင့်ညကြောင့်မဟုတ်ပါဘူးကိုယ်အလုပ်ကိုယ်ပြောကိုယ်စိတ်ထားတွေကြောင့်ပဲယုံညံ့တဲ့လူဖြစ်တာပါပဲလူဟာမြင့်မြတ်တဲ့လူမဖြစ်ဘူးဆိုရင်ကိုရောဝန်းကျင်ရောမငြိမ်းချမ်းနိုင်ဘူးမြင့်မြတ်တဲ့လူသားတွေဖြစ်မှသာလူလောကလူသားတွေငြိမ်းချမ်းမှာဖြစ်တယ်ဆိုတာသိမြင်စေချင်ပါတယ်ဒါကြောင့်မိမိနဲ့ဝန်းကျင်ငြိမ်းချမ်းဖို့လူမြင့်မြတ်သူဥဒ္ဓရိမနုဿလူသားများဖြစ်အောင်ကြိုးစားကြဖို့တိုက်တွန်းနေပါတယ်အားလုံးဥဒ္ဓရိမနုဿဆိုတဲ့လူမြင့်မြတ်တဲ့လူသားများဖြစ်အောင်ကောင်းတဲ့ကံတရားများကိုပွားများအားထုတ်နိုင်ကြပါစေ